အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် traffic ကိုမှ showroom မှာလည်းပစ္စည်းမရှိတော့တဲ့အဖြူရောင်လေးတစ်လုံးကိုမိတ်ဆက်ပေးပြစီဒီကောင်လေးကတော့အစ်စ်လဲထပ်မလာတော့ပါဘူးစကန်လေးဖြစ်ပါတယ်ဒီကောင်ကစကန်ကို main ကလေးပတ်တဲ့ဈေးနှုန်းလေးနဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ် condition ကတော့အပေါ်အဆင်းအနာစာမရှိပါဘူးခင်ဗျာပြောမယ်ဆိုလို့ရှိရင်တော့ဒီမှန်နာလေးမှာပေါ့နော်ကွက်နေတာလေးနှစ်ခုရှိပါတယ်ကျွန်တော်ကတော့အစ်စ်ဆိုရင်အစ်အဟောင်းဆိုအဟောင်းပုံပွင့်လင်းလင်းပြောင်းရောင်းတက်တဲ့လူစားမှုလို့ပါခင်ဗျာဒီကောင်လေးကိုဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်တော့ရောင်းချပေးမယ်ဈေးနှုန်းလေးကတော့8,900,8600ကျပ်နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ကြိုးလေးကတော့ handmade leather ကြိုးလေးနဲ့တက်ဆင်ထားပေးခြင်းဖြစ်ပါတယ် clip ကောင်ကလည်း original clip ကောင်နဲ့ရမှာဖြစ်ပါတယ်ခင်ဗျာသူကတော့ဒါအရင်ကထွက်တဲ့ model လေးဖြစ်ပါတယ်ဒီရဲ့ဒိတ်ရဲ့ပါမယ်ပေါ့နော်ဒီကောင်ကဒီလေးပြတဲ့နေရာလေးဖြစ်ပါတယ်ဒီကောင်လေးကတော့ဒိတ်နဲ့ပါဒီရဲ့ဒိတ်ရဲ့ပါပါတယ်အခုနောက်ပိုင်းထွက်တဲ့ model တွေကကြတော့သူကဒိတ်တစ်ပေါက်ပဲပါတော့မယ်နော် chronograph လေးလည်းအသုံးပြုလို့ရပါသေးတယ်ဒီကောင်လေးဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဘူးတွေပေါက်တွေတော့မပါတော့ပါဘူးခင်ဗျာနိုင်လေးကတော့တန့်ပါသေးတယ်ကျိုးလေးကတော့ original ကျိုးကအဖြူရောင်ကတော့ယောက်ျားလေးပတ်အတွက်ကတော့ရှားတဲ့အတွက်ကြောင့်မလို့အဖြူရောင်မှမဟုတ်ပါဘူးတခြားတော့အရောင်တွေလည်း original ကျိုးတွေကရှာရခက်ပါတယ်ကျိုးကကြားကွက်ပုံစံကျိုးလေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာချုပ်ကျိုးလေးရှိပါတယ်ချုပ်ကျိုးဆိုလို့ရှိရင်တော့ကျွန်တော်ရောင်းနေကြစီအတိုင်း8,600ကျပ်နဲ့ရောင်းချပေးပါတယ်အော်ကျိုးကတော့ဗာလေးရှိမလဲဆို main လေးအတွက်အော်ကျိုးလေးတွေရှိပါတယ်အော်ကျိုးလေးတွေကတော့အညိုရောင်ရမယ်အပြာရောင်ရမယ်ဒါကတော့အော်ကျိုးပေါ့နော် main လေးပတ်အတွက်ရမယ်ယောက်ျားလေးပတ်အတွက်လည်းအညိုရောင်ရှိပါသေးတယ်ဒီကောင်ကတော့အပြာရောင်လေးဖြစ်ပါတယ်အပြာရောင်လေးကကြတော့3,500မှာ main လေးပတ်ကယောက်ျားလေးပတ်နဲ့ main လေးပတ်ကတော့ဈေးကတော့တိတ်မကွာပါဘူးဒီကောင်လေးကတော့အပြာလေးရှိမယ်အညိုရှိမယ်အညိုယောက်ျားလေးပတ်ကတော့ clip ကောင်းမှာပါပြီးသားပေါ့နော် original clip ကောင်းမှာပါပြီးသားဒီကောင်လေးကတော့အညိုလေးဖြစ်ပါတယ်ဒီကောင်လေးကအော်ကျိုးဖြစ်ပါတယ်ဒီကောင်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့3,600မှာခင်ဗျာ main လေးပတ်ကတော့3,500မှာခင်ဗျာဒါကတော့အညိုလေးဖြစ်ပါတယ် main လေးပတ်အနက်ရောင်လေးရှိရနော် main လေးပတ်ကိုအနက်ရောင်လေးလည်းရမယ်အဖြူရောင်လေးလည်းရပါမယ် main လေးပတ်ဆိုရင်တော့ယောက်ျားလေးပတ်ကတော့တော်တော်ကြီးကိုရှားသွားပါပြီရှိလည်းမရှိတော့ဘူးပေါ့နော်ဒါကတော့အနက်ရောင်ကျိုးလေးဖြစ်ပါတယ်အဖြူရောင်ကျိုးလေးရပါတယ် main လေးပတ်ကတော့ main လေးပတ်တွေကတော့ကျိုးကတော့နည်းနည်းလေးလက်ကျန်ရှိသေးရပေါ့နော်ချုပ်ကျိုးတွေကတော့များပါတယ်အညိုတော့မရဘူးပေါ့နော်ချုပ်ကျိုးကတော့အနက်ရပါမယ်ခင်ဗျာ